ကြီးရစားချင်နေလား စစ်စစ်ကြီးအရတာ စားချင် မြကြီးကိုလည်းပြည့်လိုက်ကိုရှိညီသူအကြီးလေးတော့ဖြစ်သွားပြီခင်ဗျာဒီမှာကြည့်ပါဒီမှာကြည့်ပါဒီမှာကတော့အမှဲ့လေးကြီးပဲခင်ဗျာခဏလေးပဲခွေးရတယ်ဒီမှာတစ်ခေါက်ပါလေတဘောဒီမျိုးနဲ့နဲ့စီပွားပို့ပြီခင်ဗျာအေးမှာခဏနေကြလာလေးပဲတစ်ခေါက်ခဏလေးပဲခွေးရတယ်ဒီမှာတစ်ခေါက်ရောက်သွားပြီ ထားလိုက်ရပါဟောထားပါ နည်းနည်းစီတော့ခူးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ခြံထဲကိုသွားမှာဖြစ်ပါတယ်ဒီမှာတော့နည်းနည်းစီခူးမဲ့လူပဲဖြစ်ပါတယ်ခင်ဗျာတော့ခြံပိုင်ရှင်ပဲဖြစ်ပါတယ်ခင်ဗျာနည်းနည်းစီခြံပိုင်ရှင်ပါခင်ဗျာ လာ 哇 let's go ခြံထဲကိုရောက်ပါပြီခင်ဗျာခြံကျကြီးပဲခင်ဗျာတပ်ပြင်ဖြစ်ပါတယ်ခင်ဗျာ ဒီနေ့တော့မဲပြီးတော့ချက် နာနာပင်ပဲဖြစ်ပါတယ်ခင်ဗျာခေါ်နေပါ ယော ပင်အကြီးပဲခင်ဗျာဒီမှာအကြီးပဲခင်ဗျာဒီမှာနာနာပင်ကြီးနာနာသေးခင်ဗျာ ခေါ်ပါရ နေတယ်အကြီးပဲခင်ဗျာညာသူ့အပင်တွေအကြီးပဲခင်ဗျာလူတရိုးတော့မှီရောခင်ဗျာသူ့အပင်တွေဒီမှာသူ့အသေးပါခင်ဗျာအဲသူ့သီးနဲ့ပြလိုက်တော့ဒီမှာသူ့အသေးပဲဖြစ်ပါတယ်ခင်ဗျာဝါအဲမှာတဲပါခင်ဗျာ ခေါ်ပါနော်ကမ်းမတော့ပို့ ဒီမှာလည်းတလုံးပဲခင်ဗျာလူကောင်းလုံးရှိတယ်ခင်ဗျာတလုံးကလူကောင်းတဲ့တော့ကြီးသေးတယ်ခင်ဗျာဒီမှာတလုံးအမှန်ခေါ်ချိုးတယ်အញ្ញချိုးပါတယ်ခင်ဗျာကြီးတွေပဲခင်ဗျာဒီမှာလည်းတလုံးပဲခင်ဗျာ အဲ့ဒါဤလာလေ ကြီးတွေပဲခင်ဗျာမကြည့်ပါနဲ့ လာလိုက်ချင်း ကျွန်တော်ဒီမှာရကြီးတွေပဲကြည့်ပါဦးဗျာဒီမှာတလုံးအကြီးပဲခင်ဗျာဝူးကြည့်ပါအကြီးပဲစားလို့လည်းမနိုင်ဘူးဒီမှာနည်းနည်းသေးတယ် မဲပြီးတာနားတော့မှာပါယော သူလည်းအရန်ချိုးပါတယ်ဗျာကျွန်တော်ဒဝယ်မျိုးကနည်းနည်းသေးပါဗျာ တဘောဆက်ဆက်ရတယ် တဘောစစ်ဆေးတွေဝါးမပါဘူးနော်ဒီအခုစိုက်တာ Okay. ဆေးတွေဝါးလုံးဝမပါဘူးတဲ့မြေဩဇာတွေပါလို့မပါဘူးဒီမှာတဘောအဲ့လည်းရောက်စိုက်ထားတယ်ခင်ဗျာဝေါအလုံးကြီးပဲခင်ဗျာဒီမှာလည်းတလုံးပဲခင်ဗျာတလုံးပဲခင်ဗျာအကြီးပဲတလုံးပဲခင်ဗျာဒီဝမျိုးကနည်းနည်းသေးတယ်ဒီမှာစားလို့တော့မနေတော့ကျွန်တော်တို့တဘောသေးတယ် ဘောโอเคနေဆက်ဆက် organic စစ်တွေပါဝေါဒီမှာ order မှာလို့ရတယ်နော်ကျွန်တော်တို့နည်းနည်းသေးတယ် ကြိတ်တော့ဝေးတလုံးငါထောင်းအားယူရခါကတလုံးငါထောင်းခါ မျိုးမှာဆိုရင်တော့ဒီမှာတလုံး5-6ထောင်ပေးရမယ်ကျွန်တော်တို့မှာစောက်လို့မမယ်နဲ့ရှင်းညာခုတော့နည်းနည်းလေးပဲရှိသေးတယ်ဒီမှာအများကြီးပဲရောက်သွားပြီခင်ဗျာဝေါမနေ့ပြန်ဆိုရင်မျိုးမှာသွားရောက်မယ်ခင်ဗျာဒီမှာတလုံးကိုမျိုးမှာဆိုရင်9ထောင်ပေးရတယ်ခင်ဗျာ ဒါကြောင့် လို့ကြီးလေးဆိုရင်လည်း9ထောင်6ထောင်ရတယ် ကောင်းသေးကောခွဲ တနေ့ကြောဆိုရင်တော့ ခုခါ 1000 2000လောက်ရတယ်ဒီမှာတလုံး ကျွန်တော်လေးစားစား ခဏလေးပဲခူရတယ်ဒီမှာခဏလေးပဲခူရတယ်ဒီမှာကြည့်ပါခင်ဗျာကြီးပဲကြည့်ပါဒါတွေပါလေမှာလို့ရတယ်ခင်ဗျာဒီမှာတဘောကရတော့အစစ်ကိုရအောင်အပြီးရတဲ့အရန်ချိုးရခင်ဗျာမချိုးမှလုံးဝစိတ်မပူဘူးအရန်ချိုးနေခင်ဗျာတကယ် အထဲနေအမှန်မှန် တကယ်မျိုးရဲ့နည်းနည်းသေးပါခင်ဗျာ ထဲနေပြတ်တော့ထဲနေအမလာ တ ပဲ ကယ်မျိုးရဲ့နည်းနည်းသေးပေါ့ပို့နေတာအေးပါခဏနေကြလာလေးပဲတစ်ခါဒီမှာကတော့အကြီးပါခင်ဗျာ အော်ကိုစိတ်သူကပြပေး ဒီမှာကတော့6ပဲရှင်ကိုစားပဲဖြစ်ပါတယ်ခင်ဗျာလူပြကြီးပါခင်ဗျာ ဘောရကောင်းတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့အဘောအရန်ကောင်းတဲ့ကိုစားပဲဖြစ်ပါတယ်ခင်ဗျာ ကလူစောင်းရအောင်ဟိုး ကျိုးသွားပြီဒီမှာတလုံး စောင်းရ
တလုံးပဲခင်ဗျာ ပလေဟမတယ်မကောလာကိုဒါလာလေ တော့ချပိတ်ရှင်ကိုစားခင်ဗျာတဘောလည်းအရာကောသလိုလူကြီးပဲဖြစ်ပါတယ်ခင်ဗျာ တဘောကောင်းတယ်လို့ကျင်းလဲသူမရှိပါဘူးဗျာဘာလဲပြခါကျော်โอเคနေနာ ကိုစား ဖနေကန်ယူကနေနာလေးနဲ့ပဲရှုံး အညာကြီးတယ်ခင်ဗျာဒီမှာကြီးပါလားခင်ဗျာခါကျင်ကလည်းသဘောကောင်းလူပြူကြီးတို့ရဲ့ကိုစားပဲဖြစ်ပါတယ်ခင်ဗျာချပိတ်ရှင်ကတော့ လာမယ်နိုးပဲ ချပိတ်ရှင်ကတော့ကိုစားပဲဖြစ်ပါတယ်ခင်ဗျာလူပြူကြီးသဘောကောင်းလည်းဖြစ်ပါတယ်ခင်ဗျာ ကူကြီးရိုက်နေတဲ့လူကတော့မိမ ငါဧကလို့ရှိတယ်ဗျာဒီမှာနနဲ့တော့ရဲ့အကျယ်ဝန်းကတော့ငါဧကလို့ဖြစ်ပါတယ်ခင်ဗျာကိုစား အနော်မနေ ကြီးပဲဖြစ်ပါတယ်ခင်ဗျာ ဆင်းနမကိုဆင်းနမရိုင်းတော့ကိုဟာ အညာလှတယ်ခင်ဗျာ ခါအမျိုးပဲနိုးနေမယ် ကတော့နတ်တစ်ခေါက်သွားပို့မှာပဲဖြစ်ပါတယ်ခုနလည်းတစ်ခေါက်သွားပို့ပြီးပြီဒီမှာကတော့နတ်တစ်ခေါက်အိမ်မှာသွားထားမှာဖြစ်ပါတယ် ဘာကြီးယူဆောင်မယ် အထားဖဲထားရ မနန်းတော့ပြေးကြ ဟာဒီမှာတော့ကိုသွားရဲ့အတူတွေပဲဖြစ်ပါတယ်ခင်ဗျာဒီမှာ နော်နေကျွန်တော်မှာလောပေးနေ တစ်ခေါက်သွားထားတော့မှာဖြစ်ပါတယ် ကိုနေမရှိမရှိခောက်တယ် ဒီမှာကတော့တစ်ခေါက်သွားပို့တော့မှာဖြစ်ပါတယ်ခင်ဗျာခဏလေးပဲခွေရတယ်ဒီမှာတစ်ခေါက်ရောက်ပါတယ် ဟောထားပါ ဒီမှာကတစ်ခေါက်ဖြစ်ပါတယ်ခင်ဗျာဒီမှာသုံးခေါက်မြောက်ဖြစ်ပါတယ်ခင်ဗျာ လေးခုံ ပတ်ခေါ်လေးသုံးခေါက်မြောက်ဖြစ်ပြီခင်ဗျာခဏလေးပဲချက်ရတယ်ခဏလေးပဲခွေရတယ်တစ်ခေါက်ကြည့်ပါဦးကြည့်ပဲသေးတယ်တစ်ခေါက်ဆိုရင်20 30လောက်တော့ဟုတ်ဒီမှာကတော့9ခေါက်မြောက်ဖြစ်သွားပြီခင်ဗျာဝါဒီမှာကြည့်ပါဒီမှာကတော့အမှဲ့တွေကြီးပဲခင်ဗျာခဏလေးပဲခွေရတယ်ဒီမှာတစ်ခေါက်ပါလေတဘောဆက် organic ဆက် ပြန်မယ်လေ ဒီမှာအပင်မှဲ့တွေဖြစ်ပါတယ်ခင်ဗျာဒီမှာကတော့အခုစားပြမှာဖြစ်ပါတယ်ချိုကတော့အရန်ချိုတယ်ခင်ဗျာတဘောဆက် သူမအပြိုတော့မချိုပါဘူးဗျာ ဟာစားရီ ပြောချိုတယ်ဒီ ဒီနေ့ဒီကတော့အရန်ချိုတယ်ခင်ဗျာသူမရဲ့အပြိုးလေးလိုပဲအဲလို သူမအပြိုတော့မချိုပါဘူးဗျာ ဒီမှာရေရဲကြည့်ပါဒီမှာရေတွေကိုကြည့်ရတယ်ကြည့်ပါ အခုကြည့်ရစားချင်နေ ဘော လား စစ်ကြီးအရသာ စားချင် မြကြီးကိုလည်းပြည့်လိုက်ကိုရှိမြည်သူအရေလေးတွေမှာကြည့်ပါလားဒီမှာအရေလေးတွေညီလေးစားကြည့်စား တော့စိတ်ပဲရနော်နေ စားပါကြီး ကီးဘောကီးတယ်အရာမှာချာအေး အထဲမှာရေတွေမှာကြားနေကြည့်ပါလားချိုလားမချိုလားတော့မမေးနဲ့တအားချိုတယ် ပြောလိုက်ပဲ ချိုလားဆက်တော့ ချိုသူမပြောလို့မချို ဒီမှာခြံထဲမှာပဲစားနေကြတဘောရတာစစ်စစ်ကြီး ဟိုပြောရလို့ကောင်းလားဒီလေးစားကြည့်မယူရင် တအားချိုတယ်နော်ကျွန်တော်တခါစား သူစားရမရ ရေးဆက်တော့ချိုတယ်ဝါဒီမှာသူအသားထဲမှာအကြီးကြီးကြောင်း ဒီလိုလေမမင်းလို့ Nope. You ăn mà hoàng nước nó ra. Bây giờ. Bá phải làm gì? Cái gì? Mì này sát chị. Cầu lông à sao? Woo! Sao không chịu? Cầu lông chua.